ကဲ hello အားလုံးပဲမင်္ဂလာပါတော့ကဲဒီနေ့က15ရက်ရောက်ပြီဆိုတော့15ရက်ရောက်ပြီဆိုတော့လာစာတွေထုတ်တင်ကြပြီဆိုတော့လာစာတွေထုတ်တင်ကြတဲ့တကယ်ချင်းတွေချင်းမြစ်တွေအားလုံးတွေတော့အခုကျွန်တော်ဖုန်းလေးလာကြောင်ရမယ်ဖုန်းဝယ်ရှင်းတဲ့လူတွေနော်အခုစေးတနာနဲ့မန်ခုံးမှန်ပေါ်လဲပွေထရလို့ရှင်းတဲ့လူတွေစိန်တော့1000ကျော်နဲ့ရမှာနော်စကက်အလုံးတော်တော်လေးကိုတမတနော်လို့ရှင်းနေဆိုရင်ကျွန်တော်ဒီမှာဆက်တွဲလာခဲ့ပါနော်ကျွန်တော်ဟိုအလုံးတန်တွေပြပေးမှာနော်လာတူတူကြီးကြရအောင်အများကြီးရောက်ထားရနော်ဒါပေမဲ့တချို့တွေကတစ်လုံးပဲရှိထားရဟိုဥတူပဲရမယ်နော်လက်မြန်မာရမယ်နော်လာတူတူကြီးကြရအောင်နော်ကဲအဲ့မှာနော်ကြည့်နေနော်အိုးအယောင်လေးဆိုရင်အရာလေးကို share မဲ့တာလို့ဆိုရင်အနီရောင်ဆိုရင်တစ်လုံးတည်းပဲရှိထားတယ်တစ်ဆိုင်လုံးမှာဆိုရင်တစ်လုံးတည်းပဲရှိထားတယ်အနီရောင်ဆိုရင် Oppo Reno 9ထဲမှာ RAM 7 နေက6လေးစိတ်လို့1000ကျော်မှန်ခုံးမှန်ပေါ်လဲပွေရမှာတော့ကဲအဲ့မှာတော့ Oppo Reno 9ရော Vivo S6 Pro ရောပါရော S6 ရောအကုန်လုံး Oppo A3 Pro ရေဆိုရေစိန်ခံတဲ့ဟာတွေတော့အကုန်လုံးအများရှိထားတယ်နော်စိတ်လို့1000ကျော် RAM 7 နေက6 RAM 75ရော2တွေပါနော်အဲ့မှာဒီဟာတွေ S7 တော့ S7 Pro တော့အဲ့မှာနော် S7 Pro လို့ကြအများများတယ်ဟိုကအရှိကမှာမတော်မီးလဲပါတယ်ဗျာကျွန်တော်ကမန်ခုံးမှပေါ်လဲပွေအယောင်လေးဆိုရင်လည်းအဖြူနဲ့အမဲရှားပါတဲ့အယောင်ထဲပါတော့ခါတိုင်းလာတာအပြာရောင်ပဲလာအစိမ်းရောင်လဲလာတယ်အခုကမဲရောင်နဲ့အဖြူရောင်လာတာရောက်ထားတာနော်နှလုံးပဲရှိထားတယ်နော်ဥတူလာယူလိုက်ပါနော်ပြီးတော့အဲ့မှာဒီကောင်လေးတွေအကုန်လုံး Oppo Reno 10 Reno 11မန်ခုံးမှပေါ်လဲပွေအကုန်လုံးလို့ရှင်နေဆိုရင်စက်တိုင်လာခဲ့ပါနော်စိန်တော့1000ကျော်လေးနဲ့ရပါမယ်အကုန်လုံးနော်ဥတူပဲလာယူလိုက်ပါတော့တချို့တစ်လုံးတည်းပဲရှိထားတဲ့အကြောင်းနော်မြန်လာခဲ့ပါကျွန်တော်ဖုန်းနံပါတ်တွေပါတယ်တင်ထားပေး WeChat ပါတယ်အကုန်လုံးဖောက်ပေးပါရနော်WeChat တွေပါတယ်ရောမြန်မာ software အကုန်လုံးကိုကဲ Play Store တကတဲ့ Facebook ပါညာအကုန် Wifi ပါညာအကုန်လုံး Okay ဆိုပေးစီရမယ်နော်လာရပါနော်ရှင်းပြချင်းချင်းမြင်စမယ်အားလုံးနော် bye bye